မင်္ဂလာပါဒီနေ့တော့ Windy Night ဆိုတဲ့ကြပြလေးကိုဖတ်ပြခြင်းပါတယ်ဒီကြပြလေးကကလေးကြပြလေးပါအဲ့တော့ကလေးတစ်ယောက်ရဲ့စိတ်ကူးပုံဖော်မှုပေါ့နော် imagination ကိုကလေးတစ်ယောက်ရဲ့အမြင်နဲ့ရေးဖွဲ့ထားတဲ့ကြပြလေးပါအဲ့တော့ကလေးကြပြစာအုပ်ထဲကကောက်နှုတ်ထားတဲ့ကြပြလေးတစ်ပုဒ်ပါ Windy Night ဆိုတဲ့အတိုင်းလေတွေအရန်တိုက်တယ်လေတွေမိုးတွေထန်နေတဲ့ညအပြင်ဘက်ရာသီဥတုကအဲ့လိုအချိန်ညဘက်မှောင်မိုက်နေတဲ့အချိန်အဲ့လိုအချိန်မှာညဘက်ကလေးတယောက်ကအိတ်နေရင်းနဲ့သူ့စိတ်ကူးထဲမှာပုံဖော်ပြီးတော့ဖြစ်လာတဲ့ပုံစံမျိုးပေါ့နော်ပုံဖော်ကြည့်တဲ့ပုံစံမျိုးလေးကိုရေးဖွဲ့ထားတဲ့ကြပြလေးပါအဲ့တော့ဒီကြပြလေးကိုအရင်ဆုံးဖတ်ကြည့်ရအောင် Windy nights. Whenever the moon and stars are set, whenever the wind is high, all night long in the dark and wet, a man goes riding by. Late in the night, when the fires are out, why does he gallop and gallop about? Whenever the trees are crying aloud, and ships are tossed at sea, by on the highway low and loud, by at the gallop goes he, by at the gallop he goes, and then by he comes back at the gallop again. Robert Louis Stevenson ဒါတော့ကြပြဆရာရဲ့နာမည်ပေါ့နော် Robert Louis Stevenson အဲ့တော့ဒီကြပြလေးကိုမြန်မာလိုတစ်ခေါက်ရှင်းပြပါမယ် Windy nights လေပြင်းထန်သောလေထန်သောညများ nights မှာ s ပါပါတယ် Windy nights လေထန်သောညများအဲ့တော့ whenever the moon and stars are set အဲ့တော့ whenever ဆိုတာတော့အခါတိုင်းအဲ့လိုမျိုးပြောတာ the moon and stars are set အဲ့တော့လတွေကျယ်တွေ are set အဲ့တော့ sunset ဆိုရင်နေဝင်သွားတာကိုပြောတာ sunset လို့ပြောတယ်အဲ့လိုပဲဒီမှာ the moon and stars are set လတွေနေတွေဝင်သွားတယ်ဆိုတော့လတွေနေတွေ လတွေကျယ်တွေဝင်သွားတယ်လတွေကျယ်တွေကွယ်သွားတယ်ဆိုတော့မှောင်မိုက်သွားတာပေါ့အဲ့တော့လတွေကျယ်တွေကွယ်သွားတဲ့အခါတိုင်း whenever ဆိုတော့အခါတိုင်း whenever the wind is high လေ high ကလေနဲ့တွဲပြီးသုံးတာဆိုလေပြင်းထန်တဲ့အခါတိုင်းလေပြင်းတွေတိုက်တဲ့အခါတိုင်းအဲ့တော့လတွေကျယ်တွေလည်းမရှိတော့ဘူးဆိုတဲ့အခါတိုင်းလေတွေပြင်းထန်သွားတဲ့အခါတိုင်း all night long တညလုံးက all night long ဆိုတော့ညတညလုံးပြောချင်တာ in the dark and wet တညလုံးကမှောင်မိုက်နေတယ် dark ဆိုတော့မှောင်မိုက်နေတယ် and wet ဆိုစွတ်နေတယ်ဆိုတော့မိုးရွာထားတဲ့အခြေအနေမျိုးပေါ့နော်မှောင်မိုက်နေတယ်လေတွေမိုးတွေလေတွေလည်းတိုက်နေတယ်မိုးတွေလည်းရွာနေတယ်အဲ့တော့လတွေကျယ်လည်းမရှိတော့ဘူးဆိုတော့မှောင်မိုက်နေတယ်ပေါ့နော်အဲ့တော့တညလုံးကမှောင်မိုက်နေတယ်ဆိုစွတ်နေတယ်အဲ့ဒီအချိန်မှာ a man goes riding by လူတစ်ယောက်ကတော့ riding by မြင်းစီးပြီးတော့လာတာပေါ့နော်တခုခုစီးပြီးတော့လာတယ်လို့ပဲပြောသေးတယ်ဒီမှာ a man goes riding by လူတစ်ယောက်ကတော့မြင်းစီးပြီးထွက်လာတယ်လို့ပြောလို့ရမှာပေါ့ဒီမှာ late in the night when the fires are out ဘယ်ချိန်မှာလဲ late in the night ညဘက်ညစ်နေတဲ့အချိန်မှာ late ညနောက်ကျနေဆိုညစ်နေတဲ့အချိန်မှာ when the fires are out မီးတွေလည်းငြိမ်းသွားတဲ့အခါမီးတွေလည်းပိတ်လိုက်တဲ့အခါပေါ့နော်အရင်တော့ကကြတော့မီးဖိုတွေမီးလင်းဖိုတွေသုံးတာမျိုးဆိုတော့အဲ့တော့ညအိပ်ပြီးလူတွေအိပ်ပြီးဆိုရင်မီးဖိုတွေပိတ်လိုက်တယ်မီးဖိုတွေငြိမ်းလိုက်တယ်ပေါ့နော်အဲ့တော့ late in the night when the fires are out အဲ့တော့အဲ့ဒီအချိန်မှာမီးတွေငြိမ်းလိုက်တဲ့အခါမှာမီးတွေလည်းပိတ်တဲ့အချိန်လူကြီးတိတ်တဲ့အချိန်မှာ a man goes riding by လူတစ်ယောက်ကတော့မြင်းစီးပြီးထွက်လာပါတယ် why does he gallop and gallop about gallop and gallop ဆိုတာကမြင်းစီးလာတာကိုပြောတာ gallop ဆိုတာကမြင်းစီးတဲ့အတန်မြင်းတုံဆိုင်စီးတယ်ဆိုတဲ့အတန်ပေါ့နော်မြင်းစီးရင်ထွက်တဲ့အတန်နဲ့အတိုင်းပဲသုံးထားတဲ့စကားလုံးပေါ့နော် gallop ဆိုတာအဲ့တော့သူ့ရဲ့စကားလုံးအနေနဲ့လည်းမြင်းတုံဆိုင်စီးသည်မြင်းစီးသည်ဆိုတဲ့အဓိပ္ပာယ်
နော်မြင်းစီးပြီးတော့ထွက်လာတာကို gallop လို့ပြောတာပေါ့နော် gallop အဲ့တော့မြင်းစီးပြီးထွက်လာတယ်လို့ပြောတယ်အဲ့တော့ why does he gallop about ဘာလို့ तू ကဒီချိန်ကျမှမြင်းစီးပြီးထွက်လာတာလဲညင်းနေပြီမီးတွေလည်းပိတ်ပြီးဆိုတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးပြောတယ်နောက်တစ်ပိုင်း whenever the trees are crying aloud အဲ့တော့တစ်ပင်တွေကငိုနေတယ်ဆိုတော့တစ်ပင်တွေကကျဲလောင်စွာငိုနေကြတယ်ဆိုတော့ငိုတယ်ဆိုတာတစ်ပင်ကတော့ငိုတယ်ဆိုတာဘာကိုပြောရလဲဆိုတော့လေတိုက်လို့လေပြင်းတွေတိုက်လို့တစ်ပင်တွေကနေထွက်နေတဲ့အတန်တွေကိုပြောတာပေါ့နော်တစ်ပင်တွေကတစ်ရွက်တွေချင်းရိုက်ခတ်တဲ့အတန်လေတွေတိုက်တဲ့အတန်တွေကိုပြောတာတင်စားပြီးတော့တစ်ပင်တွေကလည်းငိုနေတဲ့အခါတိုင်းလို့ပြောလိုက်တာ and ships are tossed at sea သင်္ဘောတွေကလည်း tossed at sea သင်္ဘောတွေပင်လယ်ထဲမှာ toss ဆိုတော့လူးလိမ့်နေတယ်လူးလွန်နေတယ်အဲ့ဒီအချိန်မှာသင်္ဘောတွေကလည်းလူးလွန်နေတယ်ပင်လယ်ထဲမှာ by on the highway လမ်းမကြီးပေါ်မှာ highway လမ်းမကြီးပေါ်မှာတော့ low and loud ဆိုတာဒီနေရာမှာအတန်ကိုပြောတာအတန်တိုးလာလိုက်ကျယ်သွားလိုက်ဆိုတာမျိုးပြောတာ low and loud by at the gallop goes he အဲ့တော့သူမြင်းတုံးဆိုင်စီးသွားတဲ့ဟာကမြင်းတုံးဆိုင်စီးလာတယ်အတန်တိုးသွားလိုက်ကျယ်လာလိုက်နဲ့သူမြင်းတုံးဆိုင်စီးလာတယ်လို့ပြောချင်တာမြင်းစီးလာတယ်လို့ပြောတာ by at the gallop he goes အဲ့ပထမတစ်ကြောင်းမှာ by at the gallop goes he လို့ပြောတယ်အဲ့တော့ goes နဲ့ he နဲ့ subject နဲ့ verb ကိုရှေ့နောက်ပြောင်းပြီးရေးထားတယ် subject verb ကိုဒီလိုရှေ့နောက်ပြောင်းပြီးရေးတာကို inversion လို့ခေါ်တယ်အဲ့လိုရေးတဲ့ပုံစံမျိုးလေးတွေရှိတယ်အထူးပြုပြီးပြောချင်တဲ့အခါမျိုးတွေမှာဒီ formal English တွေမှာသုံးကြတာမျိုးရှိတယ်အဲ့တော့နှစ်ခုလုံးကအဓိပ္ပာယ်ကတော့အတူတူပဲ goes he goes by at the gallop goes he by at the gallop he goes and then now by he comes back at the gallop again သူကမြင်းစီးပြီးတစ်ခေါက်ပြန်ရောက်လာပြန်တယ်တဲ့အဲ့တော့ဒီလေတိုက်မိုးတွေရွာနေတစ်ပင်တွေကလည်းလေတိုက်လို့အတန်တွေထွက်နေတဲ့အချိန်မှောင်မိုက်နေတဲ့အချိန်ထဲမှာသူကဒီလူကြီးတယောက်ကမြင်းစီးပြီးတော့ highway လမ်းမကြီးပေါ်မှာမြင်းစီးပြီးတော့သွားနေတာပေါ့ဟိုဒီသွားနေတာပေါ့အဲ့လိုသွားနေတဲ့အတန်ကိုကြားနေရတယ်အိမ်ထဲမှာအိတ်နေရင်းနဲ့အပြင်မှာမိုးတွေရွာနေတယ်လေတွေတိုက်နေတယ်အဲ့ဒီချိန်မှာလမ်းပေါ်မှာလူတယောက်ကမြင်းစီးပြီးသွားနေတယ်အဲ့ဒါကိုကြားနေရတယ်ဆိုတော့ကလေးလေးတယောက်ရဲ့ imagination ကလေးလေးတယောက်ရဲ့စိတ်ကူးပုံဖော်ပြီးတော့သူ့စိတ်ထဲမှာသူအိမ်အောင်ဝင်ကနေကြားနေရတာကိုသူကကြောက်နေရလဲဖြစ်မယ်ပြီးတော့စိတ်ကူးထဲမှာသူကြားဘူးတဲ့ပုံပြင်နေအတိုင်းပေါ့နော်ပုံပြင်နေဇက်ကားတွေတဲ့အတိုင်းသူပုံဖော်ကြည့်နေတာပေါ့မြင်းစီးပြီးတော့လူကြီးတယောက်ကလာမယ်ဟီးရိုးတယောက်လည်းဖြစ်မှာပေါ့နော်မြင်းစီးပြီးဒီလိုအချိန်မှာထွက်လာမယ်ဒီလမ်းပေါ်မှာဒီလိုမြင်းစီးပြီးတော့သွားနေတဲ့အတန်တွေကိုသူကြားနေတယ်ပေါ့သူကြားနေရတဲ့အတန်ကိုမြင်းစီးပြီးလာတဲ့အတန်လို့သူကထင်ပြီးတော့စိတ်ကူးပုံဖော်နေတာလည်းဖြစ်နိုင်တယ်အဲ့တော့ကြပြားတော့ကလေးကြပြားဆိုတော့အဲ့ဒီပုံစံမျိုးလေးနဲ့ရေးဖွဲ့ထားတာပေါ့နော်အဲ့ဒီအမြင်လေးနဲ့ပေါ့အားလုံးကလည်းအဲ့လိုမျိုးပဲအဓိပ္ပာယ်ဘာသာပြန်ကြတယ်ပေါ့နော်နောက်ထပ်တစ်မျိုးစဉ်းစားလို့ရတာကကြတော့ကြပြားဆရာကနေပြီးတော့သူကဒီလေပြင်းမုန်တိုင်းတွေတိုက်နေတာကိုပဲတင်စားပြီးတော့သူကဒီအဲ့ဒီဖြစ်ရက်လေပြင်းမုန်တိုင်းတွေတိုက်နေတဲ့ဖြစ်ရက်ကိုပဲသူကလူပုံစံတင်စားပြီးတော့အဲ့ဒီချိန်မှာထွက်လာတဲ့အတန်တွေကိုပဲလေတွေတိုက်လို့အတန်တွေကကျဲလာလိုက်တိုးသွားလိုက်အတန်ကျဲလာလိုက်တိုးသွားလိုက်အဲ့လိုလေအရန်တိုက်မိုးတွေအရန်ရွာနေတဲ့အခါမှာဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကိုပဲသူကတင်စားပြီးတော့လူတယောက်မြင်းတုံးဆိုင်စီးလာပြီးတော့ဟိုဒီလျှောက်သွားနေတယ်သူကအိမ်နဲ့နီးလာရင်ကိုနဲ့နီးလာရင်သူ့အတန်ကျဲလာလိုက်မြင်းစီးတဲ့အတန်ကျဲလာလိုက်ကိုနဲ့ဝေးသွားရင်မြင်းစီးတဲ့အတန်ကတိုးသွားလိုက်ပေါ့နော်အဲ့ဒီပုံစံမျိုးဒီသဘာဝတရားကိုဒီလိုမြင်းစီးသမားဟိုဒီလျှောက်သွားနေတဲ့ပုံစံနဲ့ဒီလေတိုက်လို့လေကဟိုကနေဒီတိုက်လိုက်ဒီကနေဟိုတိုက်လိုက်ဖြစ်နေတာကိုတင်စားပြီးတော့ပြောတာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့မှတ်ယူလို့ရတယ်ပေါ့နော်ဒါကတော့ကြပြာဆိုတာကတော့ကြပြာကိုဖတ်ပြီးတော့ကိုနားလည်သွားရင်အဲ့ဒါကိုဘ
ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာကိုကိုယ့်ဘက်ကိုခံစားကြည့်လို့ရတာပေါ့နော်ဒါကတော့ကြပြတွေကိုဖတ်ပြီးတော့ခံစားတဲ့ပုံစံ appreciate လုပ်တယ်လို့ခေါ်တာပေါ့နော်ခံစားတဲ့ဖတ်ပြီးတော့နားလည်အောင်ဖတ်ပြီးတော့ခံစားတဲ့ဘာသာပြန်ယူတဲ့အဓိပ္ပာယ်ပြန်ယူတဲ့ပုံစံမှာအဲ့တော့ကိုယ်တိုင်လည်းဘယ်လိုခံစားရလဲဆိုတာမျိုးကြပြတွေဖတ်ပြီးလို့ရှိရင်ဘယ်လိုခံစားရလဲဆိုတာမျိုးစာအုပ်ထဲကမိဖို့နေမှာလည်းမေးထားတာမျိုးတွေရှိပါတယ်အဲ့တော့အချင်းချင်းလည်းဘယ်လိုခံစားရလဲဆိုတာမျိုးဆွေးနွေးကြလို့ရပါတယ်အဲ့တော့ဒီကြပြလေးကိုမြန်မာလိုပြန်တာကတော့ဒီလောက်ပါပဲအဲ့တော့ဒီထဲက vocabulary လေးတွေကြည့်အောင်ဒီထဲမှာ GALLOP gallop သူက gallop လို့ထွက်တယ်ဒီပထမ gal မှာအတန်ကိုဖိပြီးတော့ထွက်တာပေါ့နော်နောက်ကအတန်ကအတန်အရန်တိုးတယ် gallop ပေါ့နော် lop လို့လည်းမဟုတ်ပါဘူး lap ဆိုတဲ့အတန်အရန်တိုးတယ် gallop ဆိုတော့ noun အနေနဲ့ဆိုရင်မြင်းတုပ်ဆိုင်စီးခြင်းမြင်းကစုံပေါက်ပြေးတာပေါ့နော်မြင်းမဲ့ဖြစ်ဖြစ်တခြားကောင်မဲ့ဖြစ်ဖြစ်နောက် verb အနေနဲ့ဆိုရင်မြင်းတုပ်ဆိုင်စီးသည်မြင်းကမြင်းပြေးတယ်ဆိုရင်ဒီလိုပဲသုံးလို့ရတယ်လူကမြင်းစီးတယ်ဆိုလည်းသုံးလို့ရတယ်ပေါ့နော် allowed ကတော့ adverb ကျယ်လောင်စွာ force လူလွန်သည်ပစ္စည်းတစ်ခုပစ်ပေးတာမျိုးဆိုရင်လည်း force လို့ပဲသုံးလို့ရတယ်ဂျင်းကားပြားလေးတွေနဲ့ခေါင်းပန်းလန်တာကိုလည်း force လို့ခေါ်တယ် highway ကတော့ဝေးပြေးလမ်းမကြီးဒါကတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ low ဆိုတာကဒီနေရာမှာဒီကြပြထဲမှာဆိုရင်အတန်တိုးတာကိုပြောတာပါအတန်တိုးတာအတန်နှိမ့်တာကိုပြောချင်တာအဲ့တော့ adjective လို့ရော adverb လို့ရောအသုံးပြုလို့ရတယ် loud ကတော့ adjective လို့ဆိုရင်ကျယ်လောင်သော adverb လို့ဆိုရင်ကျယ်လောင်စွာအတန်ကြည်ကျယ်ပေါ့နော်အဲ့ဒါကိုပြောတာပါ again ကတော့ဒီနေရာမှာနောက်တစ်ခါအဲ့လိုမျိုး adverb အနေနဲ့သုံးတာပါအဲ့ဒီကြပြထဲမှာလည်းကာယံညီအောင်သူက again လို့မထွက်ဘဲနဲ့ again လို့ထွက်ပါတယ်သူ့ရဲ့အတန်ကတော့အမျိုးမျိုးထွက်ကြပေမဲ့အဲ့ဒီနှစ်ခုကြားထဲမှာရှိတယ်ပေါ့နော်again လို့လည်းအဲ့ဖက်ကိုလည်းပြပြတတ်ကြီးမဟုတ်ဘူးပေါ့နော် again ဆိုပြီးတော့လေအဲ့ဖက်ကိုလည်းအရင်ပြပြတတ်ကြီးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီကြားလောက်မှာရှိတယ်ဒါပေမဲ့ again ဘက်ကိုပို့ပြီးတော့ရောက်တယ် and then လေးနဲ့ထွက်မယ်ဆိုရင်ပို့ပြီးတော့နားထောင်လို့ကောင်းတယ်ပေါ့နော် again and againဆိုတစ်ခေါက်ပြီးတစ်ခေါက်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်မျိုး okay အဲ့တော့ဒါကတော့ဒီကြပြလေးအကြောင်းပါအဲ့တော့အားလုံးနားလည်မယ်ထင်ပါတယ်ဒီကြပြတွေကိုသင်ပြီးသွားရင်တော့အကြောင်းသားတွေကိုဒါကအလွတ်ဖြေရတဲ့ကွက်လက်ဖြစ်ဖြေရတာမို့လို့ဆရာအလွတ်ကြက်ခိုင်းလေးရှိပါတယ်အဲ့တော့ဒီကြပြကိုကြည့်နေတဲ့အကြောင်းသူအကြောင်းသားတွေဆိုရင်အင်စာအနေနဲ့ဒီကြပြကိုအလွတ်ကြက်ပါရအောင်ကြက်ပါစလုံးပေါင်းတွေသိချာကြည့်ပါအလွတ်ကြက်ပြီးတော့စာအုပ်ထဲမှာချရေးပါဆရာ10ခေါက်ကြက်ပြီးရင်10ခေါက်ချရေးခိုင်းလေးရှိပါတယ်အဲ့လိုရေးပါပြီးလို့ရှိရင်ကိုရေးထားတဲ့စလုံးကိုစလုံးပေါင်းတွေသိချာပြန်စစ်ပါအဲ့တော့ပြန်စစ်ပြီးမယ်ဆရာဆရာမရှိရင်လည်းစစ်ခိုင်းပါကိုယ့်ဘက်ကိုလည်းသိချာပြန်စစ်ပါဒါကတော့အင်စာအနေနဲ့ဆရာလုပ်စေချင်တာကိုပြောတာပါ Okay နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in next video မေးစရာရှိရင်လည်း comment မှာမေးခဲ့ပေးပါသိချင်တယ်များရှိရင်လည်းမေးခဲ့ပေးပါ Thank you so much